ကလေးဖျားရှိခိုးပြီးလောက်တဲ့အလုပ်ကလေးတစ်ခုရှိရပေါ့နော်ဖျားရှိခိုးပြီးဖျားရှိခိုးလို့ရှိရင်အင်းလက်ပြတ်နဲ့ဘယ်မှရှင်းပိုးပါဘူးအများနဲ့တစ်ပတ်ကလေးကိုပုတ်ထားပါတယ်ဆိုတော့ကလေးကအပင်လေးတွေကိုရေလောင်းရတယ်ဒါဖျားရှိခိုးပြီးတိုင်းလုပ်တဲ့ကိစ္စပေါ့နော်ပြပါမယ်ရှင်အပင်လေးရေလောင်းရမယ်အပင်လေးရေလောင်းရမယ်ဆိုတော့ဒီမှာကျမရဲ့အပင်လေးကဒါဆိုလို့ရှိရင်ဒီပင်ညို့ဆိုရင်ကြားပြီးရိုက်ပြီးဒီဘက်လာမယ်ဒီပင်ညို့လည်းကြည့်ပါအောင်ချစ်လိုက်တာရှင်ဒါပြီးရင်ဒီမှာအသေးမွားတွေကရှိသေးတာလောင်းရတာအဲ့ဒါအလုတ်တနေ့ကိုဒီဆောင်လက်ပတ်မာရီလည်းကြည့်လိုက်အောင်ဒါရိတ်တာတရားစကန်သွားတော့ကဆရာလေးပေးလိုက်တဲ့အပင်လေးရတယ်လို့ပါအဲ့ဒါပြီးအိမ်ထဲမှာကြံသေးတယ်သူတို့နှစ်ယောက်တော့မပြရတာကြာပြီဒီမှာလည်းကြည့်လိုက်အောင်သူတို့ကပင်လေးရနဲ့နေရတာနော်မလေးပင်လေးရနဲ့နေရတာပင်လေးဒီမှာအဲ့ဒါပြီးရင်ကြံသေးတယ်အပင်ညာဒါဟိုနေ့ကမှစိုက်ထားတဲ့အပင်လေးဒါကျမရဲ့တနေ့တာအလုပ်တွေပေါ့နော်ကဲရေကုန်ဖျားရှိခိုးပြီးဆိုရင်အပင်လေးကိုရေလောင်းရတယ်အပင်တွေကတော့တိုင်လုံးမှာပြည့်တာဘယ်လိုပြောရမလဲဒီမှာဖျားရှိခိုးပြီးအပင်တွေရေလောင်းရတာโอเคတရားလေးတွေကနောက်နေ့မှလောင်းတော့မယ်ကွယ်ဒီနေ့အချိန်မရဘူးအလုပ်သွားရအောင်နည်းနည်းခြောက်နေပြီဖျားဟိုမှာလဲကြည့်လာအကောင်လုံးဘာမှအလွတ်မပေးဘူးရှည်ခြောက်နေနိုင်ရမှာလည်းအလွတ်မပေးဘူးရေရှိသေးလားစမ်းရသေးတယ်တနေ့ရှိသေးတယ်ရှင်ဖျားဒီမှာဖះเจ้าဆောင်ရှိမှာဖေးနဲ့အမေနဲ့ပြီးတော့ပင်လေးရလဲဒီမှာရေလေးတွေကြောက်ခဲလေးနဲ့ဒီပင်ဆိုရင်တစ်နှစ်ကျော်ပါပြီကြောက်ခဲနဲ့ရေနဲ့ပဲဆိုတော့အလိုပါရှင်အလိုဖះရှိခိုးပြီးလှုပ်တဲ့အလုပ်ပေါ့နော်ဆိုတော့အခုပြီးပြီဒီမှာလှုပ်သွားပါမယ်ဒီနေ့ဒါအလိုပါရှင်ရန်စိတ်ချမ်းသာအဲ့ပင်နေမြင်နေရရင်စိတ်ချမ်းသာခန်းထဲမှာပင်နေကြံသေးတယ်ကျမအခန်းထဲမှာဆိုလားကျမအခန်းထဲကအပင်နေရတော့အဲ့လိုပါအရှိနေရတော့နောက်တစ်ခုကြံသေးတယ်ဖះရှိခိုးပြီးရင်အမြဲတမ်းတစ္ဆာဆိုပါတယ်ဒီတရဏဂုံ၃ပါးကိုတကယ်ကိုရုံကြည်ကြည်နဲ့ဖះရဲ့တရားတော်တွေကိုရုံကြည်ကြည်နဲ့ရှိခိုးတာပါပူဇော်တာပါဆိုတာကိုတစ္ဆာရေဆိုသေးတယ်အလုတ်တစ်လုံးကြံသေးတယ်ပေါ့နော်ရမ်းကြိုက်တော့ပေါ့ဒီပင်လေးကလည်းချစ်စရာဘာမှကိုမထားတာအပူးမှန်ပလင်းမှန်အကုန်လုံးဘာမှမထားဘူးစိုက်လို့ရတာအကုန်စိုက်တယ်ကျမတရားဖွင့်နေလို့ပြဒီမှာလည်းကြည့်လိုက်အောင်ဘယ်နာမှမလွတ်တယ်ကျမပြီးတော့ဒီမှာလည်းမလွတ်တဲ့ကျမပေါ်ဆုံးကမှန်နေအခန်းထဲမှာမှန်နေပြောမနေနဲ့တော့အဲ့လိုပါရှင်ဆိုတော့ကျမအလုပ်သွားဖို့ပြင်ပါမယ်ရှင်ဖះရှိခိုးလို့ပြီးပါပြီတနေ့တာအပင်လေးနဲ့ဖြတ်တန်းတာပြီးရင်ဆိုင်ရောက်မယ်ဆိုင်ကိုရောက်မယ်ဆိုင်ရောက်ရင်အလုပ်ချိန်9နာရီခွဲဆက်လက်ပြီးတော့လုပ်ရမယ်ပေါ့နော်တနေ့တာအတွက်ဒါပါပဲရှင်တနေ့တာအလုပ်ကလေးကိုလာကြွားတာပါရှင်ဘိုင်ပါ